စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တရိစ္ဆာန်တွေရဲ့သဘာဝမျိုးတွေကိုလည်းလူတွေရဲ့ထဲမှာသွားတွေ့နေရတယ်ပေါ့နော်တူနိုင်ကျင့်တယ်ဆိုတာတရိစ္ဆာန်တွေရဲ့သဘာဝတစ်ခုအဲ့ဒီတရိစ္ဆာန်တွေရဲ့သဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူဂုဏ်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအားရှိအားမဲ့အားရှိတဲ့ပုဂ္ဂိုလ်ဟာအားမဲ့တဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ကြတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်ပညာတတ်တဲ့ပုဂ္ဂိုလ်မတတ်တဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုအနိုင်ကျင့်တယ်လို့ဆိုတယ်လူလောကမှာမမြတ်တာတဲ့လောရတွေဟာလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေရဲ့စိတ်နေသဘောထားတွေဟာရှမ်းမယံခါအမျက်ဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ကလောကျန်းတယ်စိတ်ကျန်းတယ်စိတ်ဓာတ်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်ခြင်းနဲ့ဆိုတဲ့သဘောတွေဖရုတော်တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်ခြင်းနဲ့ပရံဥသေးတိဒါဟေတိတိဖရုတော်ဆိုတစ်ဖက်သားကိုစိတ်ဆင်းအောင်လုပ်ခြင်းနဲ့လူစိတ်တယ်တာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုတဲ့လောက်ရက်တွေဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်အဲ့ဒီတွေ့နေတဲ့ဟာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာအဲ့ဒါတွေဟာဖြစ်တဲ့သလားစဉ်းစားကြအောင်တန်လေခသုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုထဲမှာကျင့်စဉ်တစ်ခုအနေနဲ့ကိုပြင်ဆင်ကြရမယ်အနေအထားတစ်ခုပေါ့ငါမှာအနိုင်ကျင့်ခြင်းနဲ့စိတ်ဓာတ်ကြမ်းတမ်းတဲ့စိတ်ဓာတ်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်ဓာတ်မျိုးငါပြင်ရမယ်